ဒီတစ်ပတ် the English eye opener အစီအစဉ်ပါ gestures လို့ခေါ်တဲ့လက်ဟန်ချေဟန်အမှုရာတွေအကြောင်းကိုတင်ပြလိုက်ပါတယ်တချို့လူကနှာခမ်းတစ်ခုကိုစီပြီးတော့နဲ့ဇစ်ဆွဲတဲ့ပုံစံလုပ်ပြတယ်ဆိုလိုတာကသူနှုတ်လုံနေပေါ့ဘယ်သူမှပြန်မပြောဘူးဆိုတဲ့သဘောအဲ့လို zip ဆိုတဲ့ပုံလုပ်ပြီးတော့ my lips are sealed လို့ပြောတတ်တယ်ကျွန်တော်ရဲ့နှာခမ်းဆိုတာစိတ်ခတ်ထားတယ်ပေါ့လှုပ်ဝက်ချက်တွေကိုဘယ်သူမှမပြောပြဒီမှာတွေ့ရတာတော့ fist bump တယောက်နဲ့တယောက်လက်ပြီးဆုပ်ပြီးတော့ထိတာနော်ဝင်တိုက်တာအဲ့ဒါလက်ဆွဲနှုတ်ဆက်ခြင်းနဲ့အတူတူပါပဲနော်သူကနှုတ်ဆက်ခြင်းသဘောနော်လေးစားမှုတမှုပေါ့လောက်တာမျိုးအထူးသဖြင့်တော့အားကစားသမားတွေချင်းချင်းပွဲမစခင်တော့ပွဲဆုံးပြီးတော့အဲ့ချိန်မှာနှုတ်ဆက်တာ fist bump လောက်ကြတယ်အောင်ပွဲခံတဲ့ခါမှာလည်းတုံကြတယ်ဒီမှာနော်သတိထားမိလိမ့်မယ်လက်နှစ်ဖက်ကိုထောင်ပြီးတော့လက်ကလေးနဲ့ချောင်းကိုဒီလိုလုပ်တာအဲ့ဒါကို air quotes လို့ခေါ်တယ် finger quotes လို့လည်းခေါ်တယ်ဒီမှာ quotes ဆိုတာက quotation marks ကိုပြောတာမျက်တောင်တော့ direct speech မှာတုံးတာအဖွင့်မျက်တောင်အပိတ်မျက်တောင်အဲ့ဒီ quotes တွေကိုတုံးတာလေထဲမှာဆွဲလို့ air quotes ဖြစ်သွားတာဘယ်လိုဒီအပြုတ်မှုဘယ်ချိန်မှာတုံးလဲဆိုရင်လူတယောက်ပြောတဲ့စကားခနဲ့ပြောလိုက်တာမျိုးလှောင်ပြောင်ပြီးပြောတာမျိုးမဖြစ်နိုင်ဘူးဆိုတာပြောတာမျိုးကတုံးတယ်ဥပမာမောင်နော်မောင်ကသူဆာမွေးဖြေတာဘာသာရပ်တိုင်းမှာဂုဏ်ထူးထွက်မယ်လို့ပြောတယ်အဲ့ဒါတစ်ဖက်ကမောင်ကပြောတယ်ဟေးသူဆာမွေးဘက်မှာဘာသာရပ်တိုင်းမှာဂုဏ်ထူးထွက်မယ်တဲ့မထွက်ဘူးပြောတာနော်ခနဲ့ပြောတာပေါ့ဂုဏ်ထူးမထွက်နိုင်ဘူးတနည်းအားဖြင့်ဟုတ်လဲမဟုတ်ဘဲနဲ့ဆိုတဲ့သဘောလေးပေါ့တချို့ stage show တွေမှာမြင်မှုလိမ့်မယ်အဆိုတော့ဂီတာတီးတဲ့လူကကတ်သွားတော့သူလည်းလိုက်ပြီးဂီတာတီးနေတဲ့ပုံပေါ့ mood နဲ့ဂီတာတီးနေပေါ့လက်ထက်မှာတော့ဂီတာမရှိဘူးကိုပြောက်ဂီတာပေါ့အဲ့လိုလုပ်ချင်းကိုအဲဂီတာတီးတယ်လို့ခေါ်တယ်အဲဂီတာဆိုတော့ဘာမှမရှိတဲ့ကိုပြောက်ဂီတာတီးတာနာမည်ကြီး Queen Rock ဖွဲ့ရတော့အဆိုတော်ကြီး Freddie Mercury ဆိုရင်သူ့ရဲ့ Max 10ကိုအဲဂီတာလုပ်ပြီးတော့တီးလေးရှိတယ်ဒီအဲဂီတာနော်တီးတာကိုပြိုင်ပွဲတစ်ခုလည်းလုပ်ကြတယ်အဲဂီတာ World Championships Air Guitar World Championships ပြိုင်ပွဲကြီးကိုနှစ်စဉ်အောက်ကလရောက်တိုင်းဖင်လန်နိုင်ငံဦးလူမြို့မှာစီစီကားကျင်းပလို့ရှိတယ်သူ1996ခုနှစ်ကနေစပြီးတော့နှစ်စဉ်အောက်ကလရတယ်ကျင်းပတော့ဒီနှစ်2025ခုနှစ်တော့ကတော့အောက်ကလ20ကနေ22ရက်နေ့အထိစီစီကားကျင်းပဖို့အစီအစဉ်ရှိနေတယ်အဲ့ဒီတော့အဲဂီတာအကြောင်းပြောရင်းနဲ့ပဲဒီတစ်ပတ် the English eye opener အစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်